ကလေးမတော့ခါကျ9000တောင်းလာပေးကြအော်အခုပတ်စံတက်တောင်းတာကိုကုံဝိုင်းလို့ပြောကြတာလားဟာဟာတတလားဟာတတဟာတတဟိုဘက်ဟိုတက်ရတာဥပုပ်ရတာ ဒီနေ့တော့ဘုံမရဘူးခိုင်းလို့ရတယ် ဟုတ်လား ဒီကူထဲမှာလို့သွားနေရတော့ဟိုကကလေးလို့တိုက်ရတော့မရဘူး တတရတာတတအဲသူ့ဘာဟိုတက်တောင်းနေပါရောထားတာ ကလားတော့ထားတယ်ဒီမှာတော့ဒီဘက်ဟိုကဝေးမှာဆိုဖယ်ရီကာသုံးတာပဲထားနိုင် ခေတ်ကြောင့်လိုက်ပြီးတော့တောင်းနေပါလေ အကျွေးရှိတော့ဒီမှာနေနေပေးလို့ရတောင်းလို့ခင်ဗျာ ဘာတက်တောင်းတာ စကတ်ကြီးပါသွားပြီးတော့ပြောတယ်ဒီကတော့သူ့အသိချင်းပေးကြတာလည်းအဲ့တော့မရှိတော့ဘူးကွာပြောတယ်ခါကျပေးတဲ့လူကြတော့15000ပြောပေးတယ် ဟာလားပတ်စံ လေးကကားက ဟောကားက400လားဟာဒါဟာဟောဒါတက်တောင်းမှာပေါ့လေဟာကားက400ပါ ဒါဘယ်ဘက်ဒီမှာတက်တောင်းမှာ တောင်းလို့ပလီရှိတာပဲ ဟာဘာလဲအင်းနေကြရင်ရောအင်းကြီးဝတ်သားဝယ်ဖို့ပတ်စံရှိလားဒါမရှိဘူးလားဟာဒါဟာဟောတသားလဲအင်းနေကြရင်အင်းကြီးအစ်စ်ဝယ်ရမှာနော်တသားနော်ရှယ်ဝယ်ရမှာနော်သူ့ဝယ်လဲဝယ်ပေးရမှာနော်ဒီခလေးလေးကိုလည်းဝတ်သားဝယ်ပေးနော်အမလည်းအင်းကြီးဝယ်နော်ဟုတ်ကဲ့အကောလုံးဝယ်နော်နော်မိမတရားအဲ့လိုတောင်းစားနေတယ်ပေါ့နော်ဟိုဘာလဲယောက်ျားတရားကအဲ့လိုပြင်ရလောက်ပြီးတော့မတားဘူးလား ကားတယ်ကားမယ်သမီးကအကျွေးရှိတော့အကျွေးရှိတယ်လို့နားလို့မရဘူးနားလို့ရှိရင်အကျွေးသမားရဲ့အရှိမအော်ပါလိဒါပေမဲ့တချို့ရသဘောကောင်းပါလေပြောသမီးတို့လည်းတနာကြတယ်မင်းတို့ပဲလုံနေမှာလားလည်းပါခုန်တိုက်တောင်းမှာသမီးခုန်ကြီးတောင်းလို့ရှိရင်သမီးတို့လူကြီးကထင်လေးမှာကိုပြန်အခုမြို့ထဲရောက်ရင်တသားအိတ်အတွက်အင်းကြီးဝယ်လိုက်နော်တသားနော်ဝယ်မဟာတသားဝယ်မဟာတသားဟာဝယ်မှာတယ်ဘိုးဖက်ဝယ်မယ်အင်းကြီးဝယ်မယ်နော်တသားနော်တကယ်နော်တကယ်ဝယ်ပေးရမှာနော်သူ့နော်သွားလိုက် ဒီမှာတားတယ်ဟို3ယောက်ရှိတယ်3ယောက်လုံးဝယ်ပေးလိုက်နော်ပြန် အင်္ဂါသားလေးက9နှစ် ဟော9နှစ်လဲတစ်စုံနှစ်စုံ3စုံနော်ဟောဘလို့ရှက်လာတာ သူ့မတောင်းတာဆိုပလီထဲမှာညာဆိုရင်ထမိုးလေးတယ်ထမိုးတယ်စားဖို့တော့ပလီတွေကပိုးတဲ့ခါလေးတော့ဆောက်ရကြလို့ဒီလိုရှိတော့ပိုးတဲ့ခါလေးအမင်းနဲ့စားကြတာလားဟုတ်လားအခုဗါလဲဒီ22ရက်ပေါ့နော်နောက်တစ်8ရက်ပဲကျွန်တော်အဲ့8လုံးရောကုတူကကူညီပေးမယ်လေဟုတ်ဥပ္ပစောက်မှာတကယ်စောက်မှာလားသတိပေးတာသတိနဲ့ပေးတာ ရရတယ်ခင်ဗျာအင်းရန်ဆောင်နေတာအလောက်ကမနာတဲ့ခါကျတော့အပြင်မှာနေရဆိုမနေနိုင် အာဗီဇာတက်လာသားကော်ရန်တက်ဝင်လား ခုနမတက်သေးဘူးတွေ့တယ်လားသူတွေကတတိယဆူရတယ်အငယ်လေးကပထမဆူရတယ် ဒါတခလေးတွေတော့နော်အိတ်တော့ကြရင်အဝတ်စားဝယ်မှုပြီးတာနော်ဒီနော်ဟိုသူများထုတ်ခိုင်းတာပြီးတာ ပထမနေ့ကဆိုရင်လည်းဝေစားမဝင်နိုင်ဘူးဆိုတော့သူများဆန်နေတဲ့လူတွေကလေးတွေကြည့်ပြီး ဩဒီနေ့တော့ ဒီနေ့ကတော့မဝင်နိုင်သေးတော့ကိုလည်းအင်းသားနေ့ကလည်းစီစဉ်နေတာမို့အင်းနေ့နဲ့မှကြာလို့ရှိရင်တက်ထိုင်မယ်လေထိုင်ရခိုင်တသိန်းလောက်ရတယ်ကြာလို့ရှိရင်ဝယ်ပို့ပြီးပို့ပေးလိုက်မယ်ဒါကနားဒါကနားပါပေးနေမှာလေဒီချာဝယ်ပြီးတယ်နော်အားလုံးသမီးတို့အတွက်ကိုလူပေးတဲ့အတွက်အားလုံးအဆင်ပြေကြပါစေအားလုံးစိတ်ချမ်းသာဖို့ဒီချက်မကကြီးပွားကြပါစေ